ကဲဒီကဘာပေါ်မှာအားနေတဲ့သူတွေအများကြီးရှိတဲ့ထဲကမှဒီကိုကြီးကတော့ level တစ်ခုကိုရောက်နေပါပြီဘီယာတောက်ယုံနဲ့အားမရပဲဘီယာဖလင်းတွေနဲ့အသက်စွန့်ပေးကစားပြမယ်လူမိုက်ကြီးပေါ့တီရှပ်အဖြူလေးနဲ့ဒီဘဲကြီးကနိုင်ရန်ဆိုးဆိုးရှင်းမှထိုင်ပြီးဘီယာပလင်းဆိုင်တွေကိုထပ်နေတာပါအစားပိုင်းမှာတော့တည်တဲ့အတိုင်းပဲစောက်တလွဲတွေကြီးပါပဲဘီယာပလင်းတွေကရိုင်နေပြီးဝန်းတိုင်းကျဲပြုတ်ကျနေတာကြည့်ရတာသူ့ဘဝကြီးကျနေတာပဲသူအနောက်ကကျမ်းပေမှာလဲကွဲနေတဲ့ပလင်းကွဲတွေအများကြီးပဲဆိုတော့ဒီကိုကြီးဘလောက်တောင်ဆွဲကောင်းကောင်းနဲ့ယူးသွက်နေလဲဆိုတာတွေးတာကြည့်တော့ဒီလိုနဲ့ခဏနေတော့ဆရာသမားကအတီးပေါက်ကြီးစားလို့ပါတော့လေအောက်ခြေမှာပလင်းနှလုံးကိုထောင်အပေါ်ကနေတလုံးကိုကန့်လန့်ဖြတ်တင်ပြီး foundation စာချပါတယ်အဲ့ဒီကနေမှတစင်ပလင်းတွေကိုတလုံးပြီးတလုံးစောင်းလိုက်ထောင်လိုက်နဲ့အမြင့်ကြီးဖြစ်အောင်ဆင်နေတာဗျာလက်နှစ်ထလုံးကိုသုံးပြီးတုံတုံရင်းရင်းနဲ့စီနေတဲ့ပုံကမိုင်းရှိနေတဲ့စစ်သားတယောက်လိုပဲနောက်ခံဒီလုံးကလည်းသင်းမာလာတယ်လို့ကြီးနေတဲ့ကျွန်တော်တို့လည်းအသက်ရှူရက်ဖို့တောင်မေ့လာပါတယ်ပြုတ်ကြပါစေလို့ကြင်ဆဲနေတဲ့စဲငင်အားနေရမှကြီးကိုဆရာသမားကပီးပီးပြင်းပြင်းကြီးစိန်ခေါ်နေတာပါပလင်းတောင်ကြီးကတော်တော်မြင့်လာသည်ကြီးလိုက်တာနဲ့ကိုပြုတ်ကြတော့မဲ့အတိုင်းပဲဒါပေမဲ့အံ့ဩစရာကောင်းလောက်အောင်ငြိမ်နေတယ်အဲ့ဒီချိန်မှာအကိုကြီးကနောက်ဆုံးပလင်းတစ်လုံးကိုယူလိုက်ပါတယ်ပြီးတော့အပေါ်ဆုံးထိပ်ဖျားလေးမှာဖွေဖွေလေးမိပြီးတင်လိုက်တာဗျာတင်လေးပြီးတော့သူ့လက်တွေကိုဖြည်းဖြည်းချင်းဖယ်လိုက်တယ်ပလင်းတွေကိုလည်းမထိပဲသူ့လက်တွေကိုဘေးမှာဝဲပြီးငါကွာဆိုတဲ့ပုံစံနဲ့အထာလေးပေးနေသေးတာမင်းနာထားကလေကဘာကြီးကိုကဲတင်လိုက်နိုင်တဲ့စူပါဟီးရိုးတယောက်လို့အတီးပေါက်ကြီးဒါပေမဲ့ဗျာလောကကြီးမှာအရာအလုံးကမြဲမှမမြဲတာစကန်အနေငယ်လောက်ပဲဟန်ကြပန်ကြငိမ့်နေပြီးတာနဲ့ထစ်လာမဲ့ကန်ကြမာဆိုကြီးကဝင်လာပါတော့တယ်လေတိုင်းလို့လားအလေးချိန်လေးနည်းနည်းရွေ့သွားလို့လာတော့မထီဘူးတတောင်လုံးဝုန်းဆိုဖြိုကြလာပါလေယောပလင်းတွေအချင်းချင်းရိုက်ပြီးကျန်းပင်ကိုစုံပြီးမှန်ကွဲစိမ့်တွေလွင့်စင်သွားတာရုပ်ရှင်ထဲကအရှင်အခန်းတွေလိုအနီးပြကွက် slow motion နဲ့ကြည့်လိုက်ရသလိုပဲအဲ့ဒီလိုအားလုံးပြည့်စည်သွားတဲ့အချိန်ဖုံးတွေမှန်ကွဲတွေချဲကနေဆရာသမားကကျွန်တော်တို့ကိုတီကြီးလှမ်းကြည့်နေလေပင်ပန်းထားသမျှတဲရကြလို့ဝမ်းနေသွားလားဆိုတော့ no ပါသူမျက်နှာမှာကျေနပ်နေတဲ့အပြုံးကြီးနဲ့ဗျာပြီးတော့လက်နှစ်ဖက်လုံးကိုမြောက်ပြီး thumbs up နှစ်ခုပေးလိုက်သေးတာပြောချင်တာကခဏလေးအောင်မြင်သွားလာပဲကြည်နပ်ပြီးအဆုံးသက်ကမိုက်တယ်မလားဆိုတဲ့ပုံစံမျိုးကြီးဗျာကဲအားနေရင်တော့ဒီလိုမျိုးအင်္ဂပလင်းတွေနဲ့စမ်းကြည့်လို့ရပါတယ်ဒါပေမဲ့ကွဲသွားတဲ့ပလင်းတွေအတွက်အမေတမျက်စိနဲ့လိုက်ရိုက်ရင်တော့ကျွန်တော်တာဝန်မဟုတ်ဘူးနော်